因为这个济南龙说的哈，မြန်မာ民တပိုင်းစက်ထဲမှာတရားလှပတဲ့အပြင်တမန်ရထင်ရှားပြီးမင်းသမီးများနဲ့မင်းသားများတို့အစ်တန်သုံးပြတဲ့နန်းတော်တစ်ခုဖြစ်ပါတယ်။အင်းဝါကိုမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တည်ခဲ့တဲ့ကာလကတော့14ရာစုမှ19ရာစုအစောပိုင်းထိဂျီနန်တော်ကိုအထူးတင်စားခဲ့ပါတယ်။ဂျီနန်တော်ကိုမြို့နယ်နီးမှာရှိတဲ့တဘာဝရေကန်တစ်ခုမှာတိစောက်ထားတာပဲဖြစ်ပါတယ်။ယနေ့ချိန်မှာတော့ငလင်ကြီးနဲ့အတူ ERD မြစ်နဲ့မြင့်ငယ်မြင့်ဆောင်ရအဝမှာရှိတဲ့ဂျီနန်တော်တရကင်လေကားကြီးပေါ်ပေါက်လာခဲ့ပါတယ်။ဒီတော့ဂျီနန်တော်ရဲ့တောင်မတရကင်လေကားကလွန်ခဲ့တဲ့နှစ်30လောက်ကတည်းကတွေ့ရှိခဲ့ကြပါတယ်။လူတွေစိတ်ဝင်စားမှုနေခဲ့လို့တည်သူနေခဲ့ပါတယ်။ယခုငလင်ကြောင့်ပေါ်လာတာကအရှိဘတရကင်းလေကပါ။ဂျင်းနဲ့တော့ဆိုတဲ့ခေါ်ပေါ်ကိုတည်သူနေကြပါတယ်။ဒီကအသုံးပြုတဲ့နေရာတွေကတော့မင်းသားမင်းသမီးများအနားယူရနေလားရေချိုးပန်းဖြေရတန့်စင်မှုတို့အသုံးပြုကြတာပဲဖြစ်ပါတယ်။ခါတလေဘီရင်နဲ့အတူတူစကားပြောဆွေးနွေးရအခန်းတော်ဖြစ်တဲ့အသုံးပြုကြပါတယ်။အခုတစ်ဖြင့်အေဝါခင်မှာဂျင်းနဲ့တော့ဆိုတာတကယ်ကိုတန်မှုရှိတဲ့နေရာတစ်ခုဖြစ်ပြီးမင်းသမီးတော့အထူးသဖြင့်ရန်နာတော်မီဖျက်များအတွက်တိတန့်အခန်းတော်တစ်ခုပဲဖြစ်ပါတယ်။ဂျင်းထဲမှာတိဆောက်ထားတဲ့တစ်သားကြောက်ခင်ဖန်တီးထားတဲ့မျိုးစင်များလှီးဖွဲများလည်းပါဝင်တတ်ပါတယ်။တမိုင်းမတန်ရရင်နှန်းတော်နဲ့ပတ်သက်တဲ့အချက်လက်တွေကတော့ဝါနန်းတော်ဆိုတဲ့အသုံးအနှုန်းကိုတမိုင်းစာအုပ်ထဲမှာတွေ့ရပါတယ်။ကွာဆိုတာမင်းသမီးကိုရည်ညွှန်းတာဖြစ်ပြီးတော့ရင်နှန်းတော်ဒီမင်းသမီးတော်များရဲ့နေရာဖြစ်တာကိုပြသပါတယ်။ရင်နှန်းတော်တစ်ခုကိုတိုင်လုံးရေ300ကျော်နဲ့တိစောက်ထားတာဖြစ်ပြီးကျူးတဲ့တော်တော်ကြီးမားတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်ရင်နှန်းတော်ကိုတေချာတူးဖော်ပြီးမူလနန်းတော်တိုင်တိစောက်ထားမယ်ဆိုရင်နိုင်ငံခြားခီးသောတွေစိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနန်းဒီယာနေရာက ARD မြစ်နဲ့မြင့်ငယ်မြင့်ဆောင်ရတန်းရဆွမ်းမှတည်ရှိတာကြောင့်သဘာဝရှုပ်ကအလွန်လှပပါတယ်။ရင်နှန်းတော်ကိုပြန်တိစောက်ထားရင်ဆုံးရှုံးသွားတဲ့မနုအုပ်ကြောင်းစာပြန်ရတဲ့အမွေနှစ်တစ်ခုလို့ပြောလို့ရနိုင်ပါတယ်။